plastic အိတ်အပြင်စိုက်ခင်ကနေအသည့်အရွက်များဆေးသို့ပို့ခြင်းဖြစ်တဲ့အများအပြင်လက်သမားတွေပလိုင်းကိုပဲတုပ်ကြတဲ့နောက်ပလိုင်းကလည်းကြာလေးစားလာတဲ့ဆေးလဲကြီးလာတယ်ပေါ့နော်ပလိုင်းကြ950လောက်ရှိပြီး plastic အိတ်ကြတော့65ကျလောက်ပဲဝယ်ရတယ်စိုက်ပျိုးရေးသမားတွေအတွက် plastic အိတ်ကအရေးကြီးဆုံးဖြစ်တဲ့အသီးရွက်များကိုအလွယ်တကူထည့်နိုင်ဖို့ရန် plastic အိတ်ကိုယခုချိန်ကျမတို့ကုမ္ပဏီမှစိုက်ပျိုးရေးသမားတွေအတွက်အထူးသဖြင့်ထုတ်လုပ်ပေးပါတယ်ဒီအိတ်အရေးအသွေးအရွယ်အစားဆိုရင်9ပိတ်တာမှ10ပိတ်တာလောက်ထိထည့်လို့ရပါတယ်အသည့်အရွက်ကိုအိတ်ထဲအလွယ်တကူထည့်လို့ရသလိုအလွယ်တကူဆေးသို့ပို့နိုင်ပါတယ်ဆေးသို့ရသောအခါမှာလည်းအသည့်အရွက်များကြေမွခြင်းမရှိပဲအရွက်လည်းလက်လက်ဆက်ဆက်ရှိသေးတယ်ဆိုတာမြင်ရမှာပါအလွယ်တကူအိတ်ကိုတအိတ်ချင်းချနိုင်သလိုဆေးသို့ရောင်းဖို့ရန်အလွယ်တကူစီးစနစ်တကျစီးနိုင်တယ်ဆိုတာတွေ့ရပါတယ်ဆေးသမားတွေဆေးလာဝယ်တဲ့အခါမှာလည်းအလွယ်တကူဆေးဝယ်သွားလို့ရသလိုလိုချင်တဲ့ပမာဏအတိုင်းပိတ်တာချိန်ထားပြီးသားဖြစ်ပါတယ်ဆေးသမားအစအလွယ်ကူသွားတာကိုတွေ့ရပါတယ်ထောက်လို့သောသူကလည်းဒီအိတ်ကောင်းကြောင်းအာမခံပါတယ်အဲ့အတွင်းကျဲသောကြောင့်အသည့်အရွက်ကိုလာပစွာထဲလို့ရတယ်အဲ့ရဲ့အပေါက်ကလည်းမကပ်ပဲအလွယ်တကူဖွင့်လို့ရတယ်အဲ့အောက်အခန့်လည်းအလွယ်တကူမကွဲနိုင်ဘူးအဲ့ကပါပေမဲ့ခိုင်တယ်တပိတ်တာလောက်ထဲလို့ရတဲ့ပစ္စည်းကို2ပိတ်တာလောက်ထဲနိုင်တယ်ဆိုတာတွေ့ရတယ်အဲ့ပါပေမဲ့တောက်တဲ့သူတွေအတွက်အခက်ခဲမဖြစ်ပါဘူးအဲ့ရဲ့အသားကလည်းမချွဲမပြက်မကွဲနိုင်ပါဘူးကုမ္ပဏီကအမခံချက်အရာအဲ့ကိုတောက်တဲ့အခါပြောသလိုမကောင်းခဲ့ရင်ကုမ္ပဏီကိုပြန်ပို့ပါကျမတို့နှစ်ဆပြန်ညော်ပေးမှာဖြစ်ပါတယ်